ယထာပေါ်မှာအစားအစာရောင်းတဲ့လူလည်းရှိပါတယ်အစားအစာတွေဝယ်တော့ပြီးဆိုတော့ယထာပေါ်မှာလေညင်ခံနေပါတယ်ရှင်လေညင်ခံနေတော့မှပဲမိုးတွေကတအားကြီးရွာချပါတယ်ဖျားဘူးကိုဘယ်လိုတော်ရမှလဲဆိုတာတော့မသိသေးပါဘူးရှင်မိုးကတိုက်မလားမတိုက်ဘူးလားတော့မသိသေးပါဘူးညီမလေးအလဲတော့မိုးရွာဘယ်လိုခန်းစားချက်ရလဲအခုကတော့ချက်ချင်းဆောင်တော့ရောက်နေပါပြီရှင်ကျမတို့နေမိုးရေထဲမှာဘယ်လိုဆက်သွားရမလဲမသိသေးပါဘူးရှင် Let's go ချက်ချင်းချောင်းတို့ရေမိုးရောက်နေပါရဲ့ဘယ်လိုဆက်သွားရမလဲဆိုတာတော့ပြီးတော့ပါအချိန်ဆောက်ပါမိုးတွေတိုက်သွားပြီဆိုတော့တငယ်ချင်းတွေကားပေါ်တက်နေပါပြီไม่นั่งค่ะไปเลยပေဖျားကိုတွားရမလဲဆိုတာကိုတို့ကိုယ်တိုင်တို့ကားသမားနဲ့စကားပြောနေပါတယ်ရှင်ကိုရီးယားကြတော့ကားပေါ်မှာထိုင်ပြီးတော့အေးဆေးဆေးလှလှပပတွားရပါပဲရှင်お願いしますお願いしますအခုကတော့ပန်းတွေကျုပ်တွေလောဝဲပါတယ်ရှင်စတောင်းပြီးတယ်လို့ပြောတယ်ကြားတယ်ပေါ့နော်အဲ့ဒါကြောင့်လိုက်တော့ကစတောင်းပြီးတော့တရားမဆိုလိုက်တော့ရအောင်လာခဲ့တယ်ပေါ့နော်အခုလိုက်လို့စတောင်းပြီးလာဆိုတာကိုခဏနေကြရင်လိုက်ပို့ပေးပေါ့နော်ကျစ်တင်ပါလားရှင်အခုလိုဖြေကြပြီးတယ်သူကမမရောပါပန်းလေးယူပါတယ်။วันนี้ว่าจะพูดจริงไปเตียวตัวเตียวโอเคเตียวไปปังปัง ပန်းတွေကြက်ဥတွေဝယ်ပြီးပြီဆိုတော့ဖျားထဲဝင်ဖို့အစင်သေးပါဝတ်စွန်ထုံဖျားကစွတောင်းပြည့်တယ်လို့ပြောကြတယ်ပေါ့နော်အဲ့ဒါလိုင်းတို့စွတောင်းပြည့်တယ်ဆိုပြီးလိုင်းတို့စွတောင်းပြည့်အောင်ဆိုပြီးတော့ဖျားလက်ဖူးပါတယ်တငယ်ချင်းအဖွဲတဲ့နဲ့ဖျားလက်ဖူးပါတယ်ပေါ့နော်ကိုဝယ်ထားတဲ့ကြက်ဥပန်းငံပြာရေပူစော်ရတယ်ပေါ့နော်ပူစော်ပြီးလို့ရှိရင်ကိုတခုခုစွတောင်းလိုက်ပါစွတောင်းပြည့်တဲ့အခါကျလို့ရှိရင်ကိုဒီကြက်ဥဘယ်နှလုံးကိုပြန်ပူစော်မယ်ဆိုပြီးတော့ကိုဒီဖယားဝတ်စွန်ထောင်ကိုပြန်လာပြီးတော့ပြန်ပူစော်ရပါတယ်ရှင်ကိုပြောထားတဲ့အတိုင်းကိုပေးထားတဲ့ကတိအတိုင်းကတိတီးရပါတယ်ရှင်အထက်မှာကြက်ဥတွေပူစော်ဖို့အတွက်တိတက်တနေရာတူထားပါတယ်ရှင်အကယ်၍ကိုကလမ်းမှားလို့ကိုပူစော်တဲ့နေရာလေးမသိဘူးဆိုရင်သူတို့လမ်းညွှန်ပြီးတော့ပြောပါတယ်ရှင်ยิ้มหน่อยค่ะကဲဖျားရှိခိုးပြီးတော့သဘောနဲ့ရိုက်တက်နေပါတယ်โอ้ยต้องยาวလားအရင်နေရငါတို့ထိုင်ရင်အဲ့လေမအခုရောက်ရှိတဲ့နေရာလေးကကြတော့ဖတ်တဲ့နေရာလေးရောက်ရှိနေပါတယ်ဖြစ်ပါတယ်ရှင်အကယ်၍မမချောတဲ့သဘောရိုက်နေပါတယ်ရှင်ဘယ်လိုပေးပါလှိုင်းတော့ကြတော့တရက်ထဲကို3နေရာသွားပါတယ်အဲ့ဒီ3နေရာထဲကိုမှနာမည်ကြီးအကြီးဆုံးဖျားကိုသွားခဲ့တယ်ရှင်နိုင်ငံမြန်မာစကားတိတ်ပြောမတတ်ဘူးဆိုတော့မှားတဲ့နေရာလေးရှိလို့ရှိရင်ခွလို့ပေးပါလိုက်ရဲ့ဗီဒီယိုလေးကိုကြိုက်လို့ရှိရင် like and share လေးလုပ်ပေးပါရှင်ဒီနေ့ငါတို့နှစ်ယောက်ဖျားလှည့်နေပါပြီ Happy birthday လို့ဆရာကြီးပါလေ။အိုအရန်ကိုကြီးပါလေဆရာကြီး အရန်ကမှကြီးပါတယ်ဗောနော်လာရှိခိုးလို့ရပါတယ်လို့ ။ဟုတ်ပါတယ်ဟိုသင်ကောင်းကောင်းလို့တော့ဒီထဲယူနေတာ။ထဲယူနေတာပဲ။
ကြည့်တာပဲဒီဖယားဖခင်နဲ့ခနဲ့ကိုလာမယ်ဆိုရင်အောက်ထောက်ရယ်ထီရယ်အနှွေးထဲရယ်ယူလာပေါ့နော်ဘာလို့ဆိုတော့နေပူတယ်အရန်ပူတယ်အခုလိုင်းတို့လာတဲ့အချိန်ကကြတော့မိုးရေတွေနဲ့စိုးနေတဲ့အချိန်ပေါ့နော်မိုးရွာသည်ဆိုတော့တိုက်ပြီးတော့မပူဘူးဒါတော့မှဟာကိုလိုင်းတို့ကကြတော့နည်းနည်းလေးအောက်ထောက်လေးစောင်းလိုက်ရပါတယ်နော်အဲ့ဒါကြောင့်အနှွေးထဲတွေအောက်ထောက်တွေထီတွေယူလာပါရှင်အဲ့ဒါကိုမထင်အိုးပင်ရပါတော့ဒီမင်းသမီးလေးကိုတပ်ပေါ်ရက်ပေးနေရပါတယ်တွားလို့တွားတပြအောင်ငဲတော့ဟိုမှာရိုးတွေကျိုးကုန်မယ်ငယ်တော့ဟိုတစ်ခါလာရေကြီးရနော်အခုရေမကြီးဘူးဒီမို့တရားဒီမှာကြတော့ဝါစမန်ရဲ့ဒေါက်ဘူပေါ့နော်ဗါလေဂျပန်ဝါစမန်ရဲ့ဂျပန်ခရပေါ့နော် ရေလဲမှာဒီလို ရေလဲမှာတီဆောက်ထားပါတယ်ငယ်ချင်းတွေလာလဲလို့ရပါတယ်ရှင် こんにちはここですဒါကဂျပန်ယူပေါ့နော်よろしくお願いします私たちは横のロカですはじめましてはい、よろしくお願いします皆さんここは本当に綺麗です本当にです OK いけんでဖယားဘူးပြီးစောတော့ပြီပေါ့နော်ဒီဗီဒီယိုလေးကိုကြိုက်လို့ရှိရင် like and share လေးလုပ်ပေးပါ